တန်ဖိုးဆိုတာကကိုဘလောက်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နေပါစေအဲ့ဒီတန်ဖိုးကိုတိတဲ့သူနဲ့တွေ့မှသာလျင်မင်းကတန်ဖိုးအထားခံရမှာချစ်ချစ်တရားပဲဖြစ်ဖြစ်မေတ္တာတရားပဲဖြစ်ဖြစ်ကိုကဘလောက်ပဲပေးဆက်ခဲ့တဲ့လူတစ်ယောက်ဖြစ်နေပါစေကိုရဲ့ပေးဆက်မှုကိုအလေးထားတဲ့သူနဲ့တွေ့မှသာလျင်ကိုပေးဆက်ခဲ့တဲ့အရာတွေအားလုံးကရဖြစ်ပါလိမ့်မယ်ကိုကဘလောက်ပဲယူသားနေပါစေမင်းဘဝမှာမန်ကန်တဲ့လူတစ်ယောက်နဲ့တွေ့ဆုံနိုင်မှသာလေရင်မင်းရဲ့ယူသားမှုကပေါ်တာကွာကိုကဘလောက်ပဲအလျှော့ပေးတဲ့လူတစ်ယောက်ဖြစ်နေပါစေကို့ပေါ်ကိုညာတာထောက်ထားတဲ့လူနဲ့တွေ့မှသာလေရင်မင်းလျှော့ပေးခဲ့တာတွေကို तू ကနားလည်ခံစားတတ်မှာကွာတကယ်လို့မင်းကအဲ့လူနဲ့မတွေ့ခဲ့ဘူးဆိုရင်တော့မင်းကိုမင်းကောင်းအောင်နေဖို့ပဲလိုတယ်ကွာအဲ့တော့မင်းဘဝမှာနားမလည်တဲ့သူတွေရဲ့အပြောတွေအကြည့်တွေကိုမင်းဖယ်ထုတ်လိုက်ပါဆိုတော့ဒီလိုပါပဲဘဝဆိုတာကလူတစ်ယောက်ကိုချစ်မိလိုက်ရစ်ချက်သွားလိုက်ယူသွားလိုက်နဲ့ပဲနောက်ဆုံးပြိုလဲသွားတာပါပဲပြင်းပြင်းမြင်းနီလမ်းတို့နဲ့ဝေးဆွေတော့ခုံပြရန်တို့နဲ့ဝေးယုံမကွာအချင်းဆုံးမင်းကိုတို့တရားနေမှာပါအိမ်ပြန်ချိန်တို့ခွဲတလန်းစီမို့ပြန်လဲစိုးစီကြနိုင်ဖို့ကံကုန်ညောနေရင်ဝေးကတော့တရားနေ